ရတယ်ဘဝတောင်းပါငါမချီးမွမ်းဘူးတဲ့ဘာဖြစ်လို့မချီးမွမ်းလို့ဆိုဘုရားဥပမာပေးတာလူတိုင်းနားလဲတဲ့ဥပမာပေးလူတွေရဲ့မစင်အညစ်အကြေးဆိုတာတဲ့နည်းနည်းလေးနန်းနာပဲအနံ့ဆိုးတာပဲအများကြီးမှအနံ့ဆိုးတာမဟုတ်ဘူးအဲ့ဒါလို့ပဲဘဝတစ်ခုဟာတူတောင်းတဲ့ဘဝပဲဖြစ်စီရှည်လျားတဲ့ဘဝပဲဖြစ်စီဘယ်ဘဝမှမကောင်းဘူးမကောင်းတဲ့အနံ့ရှိတယ်လို့ဒီလိုဆိုတယ်။ဘာကြောင့်မြတ်စွာဘုရားဘဝကိုအခုလိုပြည့်မြင်ရတယ်လဲလို့ပြီးမယ်ဆိုလို့ရှိရင်ဘဝဆိုတာခန္ဓာ၅ပါးရတာခန္ဓာ၅ပါးရထားတဲ့အခါဟုတ်ပြီရထားကြတာတော့ခန္ဓာ၅ပါးရတယ်လို့ဆိုကြတဲ့ကိုကမြတ်စွာဘုရားကတာယုတ်ပါဠိတော်မှာဘာဟောလိုက်တော့ဆိုယောဘိကဝေရူပတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောจิตယံတို့ရူပခန္ဓာလို့ဆိုတဲ့ယုတ်တရားဖြစ်ပေါ်လာမှုဟာဒုက္ခဖြစ်ပေါ်လာမှုပဲတဲ့ဝေဒနာယဥပ္ပါရောစိတ်ခံစားချက်လို့ဆိုတဲ့ဝေဒနာခန္ဓာဖြစ်ပေါ်လာခြင်းဟာဒုက္ခတိတောဥပ္ပါရောဒုက္ခဖြစ်ပေါ်လာခြင်းပဲ